ဒီလျှောက်စကန်ကုန်သိမ့်ဝင်ဒီပွဲကကျွန်တော်ညာတွင်ညာပိုင်းကတ်တယ်ညာပိုင်းကတ်တော့အဲ့ဒီတောင်ကနေတော်ရှုံကြီးကမိုးရင်းဆိုတော့တယောက်ပြင်တယောက်တွန်းပြီးတော့တက်ကြနှကင်း6နာရီလောက်တော့ကျွန်တော်တို့စပြီးတနက်ပေါက်စသိရင်ရှန်စီကိုတိုင်းဖောက်ပရမတ်ရှန်စီကိုဖောက်ပြေးနေဒီခဲတောင်မှညာတောင်မြန်ဖြန့်ချလိုက်တော့ကောင်းနေလင်းကိုင်းပြီးတော့ကောင်းနေလုံးဝမသိမင်းရှက်နေတယ်မင်းကိုတော့အပူလောင်းတော့ရှက်နေအမွေးရကျွန်တော်တို့မှတက်သွေးမြောင်းနေမှာအမင်းကြီးအောင်ပူသေးတယ်တငွေတောင်းနေငွေမေးတော့မြေတောင်ပူသေးတယ်ထွက်ပြေးသွားတဲ့ကောင်တွေအောက်ကိုဆင်းပြေးသွားကောင်တွေရှိဒီထိုင်းဘက်ရှန်ကိုပြေးသွားကျွန်တော်လိုက်ဖမ်းရတယ်ဘုံပေါ်မှာဒီကောင်တွေကြာတယ်9ယောက်10ယောက်ရှိအများကြီးပဲဟုတ်တော့ခုနကတော့သူတို့ကကျွန်တော်ရှိမှနေကြာသွားတယ်လက်ခဲရန်တော့အများရတယ်အဲပွဲရဗျာကျွန်တော်တို့100%ပြောအောင်ဗျာဒါပေမဲ့အခုလူကြာသွားတော့ပြောနေတယ်